来来吧。那我妈妈炒的，老弟我妈妈炒的。တို့ရဲ့ဝန်ထမ်းတွေပေါ့နော်သူတို့အိမ်ကြီးဘယ်လောက်ပြည့်စည်သွားတယ်ကျွန်တော်လိုက်ကြည့်မယ်ကျွန်တော်တို့ဝန်ထမ်းတွေအိမ်ကြီးရဆိုရှင်လမ်းမလေးပေါ်မှာလည်းမဟုတ်ကြဘူးညတော့အပြင်အတွင်းပိုင်းနေလို့ရနေလို့ရပြင်ပါမှာပဲတော်သေးနော်လူတွေဘာမှဖြစ်တာနော်လက်ဆောင်လေးပါ လက်ဆောင်လေးပါဖွင့်ကြည့်ပါဦးဘာတွေပါလဲဖွင့်ကြည့်ပါဦး စားကြည့်နေရရဟုတ် ဆိုင်တွေပါပါတော့ ဟိုဖွင့်ကြည့်အောင်စားရင်ဝင်လာအောင်ဆိုင်စားကြည့်အောင်ဒီ ဘာဘကလူတွေဝင်လို့ရတယ်ပိုင်စီရောလိုက်လာလား โอเคခင်ဗျာ ဆက်ပြီးဘူးလားတော့ဟုတ်ကဲ့ပါဒီ ပြီလားကဲလာလိုက်လာ လိုက်ပါပြောခဏ လာလိုက်ပါ လိုက်ပါကြီးလေဟော ဘလောက်တော့ရကြည့်ပါဦးဟုတ်ကဲ့ ကြီးပါ ရေးပါရေးရေး 30 40 ကဲဆက်ရဟုတ်မဟုတ်ဆက်ရ280 290ဒီလိုမျိုးပြည့်စည်ဆုံးရှုံးတဲ့အိမ်တွေကိုလိုက်ပေးနေတာ အလုပ်လည်းဝင်ထားတာ2နှစ်ရှိပြီတော့ခန်းစားချက်လေးပေါ့ဘယ်လိုခန်းစားရလဲ မမျိုးလင်းထားတမျိုးလေးသမင်းတို့ဒီလိုမျိုးကိုဒီလိုအပ်တဲ့ဟာလေးပြီးရင်တမျိုးစိတ်ထဲမှာကျဉ်တဲ့စားဆရာတို့မတို့ကိုယ်တိုင်လာလို့တော့ပို့ပြီးတော့စိတ်ဆန်းပြောတယ်ဒီလောက်ကြည့်လေအဲ့လိုမျိုးလင်းထား ဘယ်လိုပြောရမလဲနော်နန်းကိုမထားဘူးဒီလောက်ကြီးကိုပြောမထားဘူးဆရာကြီး စောနာတော့အိမ်ပြန်စောက်မယ်လို့မှန်းတော့ဘယ်လောက်မှန်းတာ100လောက်ကုန်မယ်လို့မှန်းတာ100မလာဘူးဆိုတာကျွန်တော်တို့သိတယ် ပုံစားတာအဲ့ ဟုတ်တယ်အဲ့တော့ ကိုကြီးရဲ့ခံစားချက်လေးရော လေးလေး ရပြီးတော့ဘာလို့လဲကိုကြီးပြတ်တော့ပါ ဟုတ်ကဲ့ဒီလိုလိုက်တယ်ပါလေ ဘာလဲခုနော်ဟုတ်တယ်ခုလိုချင်းနေဆိုကိုဟိုကတော့ပြန်ဆောင်းနိုင်ဘူးကအဲ့ဒီကိုမထားဘူးဟာကျေးဇူးလည်းရဲတင်ပါတယ်မိမလည်းဆက်ဆက်ပြီးတော့လေဟာခုမိဘအိမ်ဆိုတော့လည်းနော် ဟုတ်တယ်ဒီညလေးဒီလိုလေးပဲပြန်မြင်ကြပါလေဟုတ်ကဲ့ ကိုကြောင်ထိုင်ကြတော့မရတယ်နော်ဟုတ်ကဲ့ တိတ်ချမ်းသာရေးဒီကျမနေပြေဆုံးပါ ကျေးဇူးပါရပါတယ်အာမငင်းနဲ့နော်ကိုလိုရှိရနော်ကိုလိုရှိရနော်ဒီလို ကဘာမြေမှာခိုးလုံးရခေါ်ဆိုခဲ့အိမ်ရန်ရွေလက်တဲဝါစွာဆင်ဆွေနေအိမ်ကျူထျံတွေကရန်ငါတနေမို့အိမ်လောငါရင်တွေထွေရင်တာလေအိမ်အဲ့ဒီအိမ်မှာမိတီးရပါတော့တရားရင်ကဘာမြေကိုဖြူစင်စွာအကျဉ်းနာများဝေပိုင်ဆိုင်ရာတွေ့တာရာဒီရင်တွေဆဲလဲတဲ့လိုက်အစီဒီချစ်ချင်းတွေကဘာမြေမှာအိမ်အိမ်ကိုစောင့်ကြမယ်လေ